အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဝင်းလွယ်တက်တော်ရေးသားတော်မဒန်တွေတောင်ရီစီးမာလာလို့အမည်ရတယ်ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာမဒန်တွေတောင်ရီစီးမာလာပြာသူလသည်ရေအေးဆက်သို့ဝင်တော်လာဖြစ်ပါသည်ရေအေးဆက်သို့ဝင်တော်လာဟုဆိုခြင်းမှာအရှားမဟုတ်ဟေမန္တဤစောင်းကျမ်းများများအခါဝဲအေယာဝတီမြည်ရည်သည်လည်းအေးစိတ်နေခြင်းကိုဆိုလိုခြင်းပင်ဖြစ်ပေတော့သည်အေးမြသောရေတွင်ငါးများကစုံစင်းခြင်းဆန်တက်ခြင်းမပြုလုပ်ကြတော့ရှိကြုံသည့်နေရာတွင်သာဖြစ်သလိုဝိနေတတ်ကြသောအလေးအထားရှိကြသည်တနည်းအားဖြင့်ရှမ်းအေးသောလများတွင်ရေပြောငါးများငုံရှိုးနေတတ်ခြင်းကိုငါမထွက်သောလသို့မဟုတ်ရေအေးဆက်ဝင်သောလဟုရေလုံသားကြီးတို့ကကမွန်တတ်ကြပေသည်ပိုက်သမားတို့ပျော်ရွှင်ရသောအချိန်မှာတော်တလင်းတရေလေချိန်နှင့်တပေါင်းတရေလေချိန်တို့ဖြစ်သည်တရေလေသည်ဆိုခြင်းမှာရေပြောင်းရေလွယ်ရေတက်ရေကြတွင်ရေပြင်၏အခြေအနေပြောင်းလဲလက်ပတ်နေခြင်းကိုဆိုလိုပါသည်ဝါတော်ဝါကောင်ရေဖောင်ဖောင်ဟူသောစကားအရာမြေကမ်းလုံးပြေးမြရေတိုးခဲ့ပြီးတော်တလင်းလတွင်ရေကတစ်ချိန်တို့ကျဆင်းသွားခြင်းကိုတော်တလင်းတရေလေချိန်ဟုခေါ်သည်တပေါင်းလတွင်ကထို့သောရေတက်ရေကြနှင့်မသက်ဆိုင်ရာသီဥတုအပြောင်းလဲကြောင့်ဖြစ်ပေါ်လာသောရေကြောင်အပြောင်းလဲနှင့်သာသက်ဆိုင်ပေသည်ပြာသူတပိုတဲ့ရှမ်းအေးသောလရာသီ၌ရေအေးဆက်ဖြစ်သည်ဖြင့်ငါမလျှောက်တော့ရှိထိုလများကိုကြော်လွန်၍တပေါင်းလားသို့ဝင်သောနေပူချိန်ကြောင့်ရေသည်ပို၍ပူနွေးလာသည်ထိုရေနှင့်တင်းတင်းလျောက်ပတ်သောအခြေအနေတဘာဝကြောင့်ငါးများဆုံးကြီးဆန်ကြီးဖြင့်ပြန်ပေါ်လာရပေသည်ထို့သောရေအေးမှရေပူသို့ပြောင်းလဲခြင်းကိုပင်တရေလေသည်ဟုတုံ့ကြပြန်သည်တော်တလင်းတရေလေသည်ရေတက်ရာမှရေကြခြင်းကိုဆိုလို၍တပေါင်းတရေလေသည်ရေအေးစမ်းမှရေပူသို့ပြောင်းလဲခြင်းကိုရည်ညွှန်းလေသည်ထိုကာလများတွင်ငါးမျိုးတတ်သဖြင့်ရေလုံသားကြီးများအတွက်မျှော်လင့်ချက်အကောင်းဆုံးအချိန်ဟုသတ်မှတ်နိုင်ပေသည်ကဲအားလုံးအစဉ်သင့်လှုပ်ထားကြပိုက်ချမယ်ဟိအုံးမောင်ကလှိုင်းထောက်ပေးကွာတင်ကြိုင်တဲ့မြာတန်းကပိုက်သားစားတွေကိုမချုပ်အောင်ဖြည်းဖြည်းချင်းချော့ချပေးပဲစည်းဖြစ်သူဦးရှမ်းများရဲ့အတန်ကမြောက်လေကိုထိုးဖောက်၍ဝင်လာသည်ဦးရှမ်းများကငွေဆောင်ကျွန်းဤဇီးရိတ်ဇီးကြအကိုင်းဖျားကိုပိုက်ချက်အဖြစ်တတ်မှတ်ထားပြီးဖြစ်သည်ညနေတောင်တရေဆက်တွင်ငစင်းလုံး6တီကိုတွေ့ခဲ့ရသဖြင့်ထိုနေရာကိုသာပိုက်ချက်ရွေးခဲ့ခြင်းဖြစ်ပေသည်ငွေတောင်ကျွန်းသည်ရခင်ကငါးလွန်ပေါ်များသောကျွန်းဖြစ်လင်ကသာပါရမျိုးမျိုးလူအမျိုးမျိုးတို့၏မကြာခဏနှိပ်စက်ခြင်းတံကြောင့်ယခုအခါငါးချသွားခဲ့ရှိပြီငွေလာရောင်သည်တဲတောင်ရေပေါ်သို့ထိုးကျလာတော့လေတောင်ပြင်ဆုံးရှိကွေးဝိုက်နေသောရေစက်မှမူမှောင်မဲနေတတ်သည်ထို့သောကန်းဆက်တစ်ပြင်လုံးမှောင်မဲနေခြင်းကိုစီးရိတ်စီးကြားဟုရေလုံသားတို့ကခေါ်တတ်ကြသည်လှိုင်းထောက်သည်ဆိုသည်မှာပိုက်တစ်ခုလုံးရေပြင်တွင်ဝိုင်းပတ်ချထားပြီးသောအခါအလဲတက်တဲ့မှပိုက်သားစာများအားရေအောက်သို့အိကျမသွားစေရန်လှော်တဲ့အပြင်ပိုက်စကိုမြှောက်ထိန်၍လှေကလည်းနောက်ဘိုးသို့တပါးတည်းကပ်ပါစေခြင်းကိုဆိုလိုပေသည်သို့မဟုတ်ပါကကျိုးစာနှစ်ဖက်တွင်တစ်ဖက်လျင်9ယောက်စီများသောပိုက်ဆွဲအားကြောင့်ပိုက်ကြီးမှာတဖြည်းဖြည်းကန်းဆက်သို့ပါလာစေတော်လေအလဲပိုက်သားမှာရေတွင်မြုပ်၍ပါလာတတ်လေသည်ထိုအခါမျိုးတွင်ပိုက်တွင်းသို့ဝင်ပြီးသောငါးများကမြုပ်နေသောပိုက်သားပေါ်မှကြော်လွှားပြေးထွက်နိုင်ပေသည်ထို့ကြောင့်ပိုက်အလဲမှလှော်တဲ့အဖြစ်ပိုက်စကိုထောက်ပင့်ပေးခြင်းကိုလှိုင်းထောက်ပေးသည်ဟုခေါ်ခြင်းသာဖြစ်ပေသည်ဦးချမ်းများပိုက်ကောင်းကျိုးတစကိုမန်းလက်လေးပေါ်မှကြော်ဝင်းကိုပြစ်ပေးလိုက်သည်မန်းလက်လေးငယ်ပေါ်မှတစ်ဖက်စီကိုအုံးမောင်ကရေတံမကြားရအောင်လှော်တက်ကိုအုပ်၍လှော်ထွက်ခဲ့သည်လောင်းလေးပေါ်မှပိုက်သားစာများကိုရှုပ်ထွေးမနေသေးပဲစီစဉ်ထားသည့်အတိုင်းအလိုက်အသင့်ရေထဲသို့ကျစေရန်တင်ကြိုင်နှင့်မြာတန်းကဆောင်းချောက်ကြသည်ပိုက်သားစာများကမန်းလက်လေဤနောက်သို့တလွာချင်းပါသွားပြီလှေကိုကန်းဆက်သို့ပြန်ကပ်လိုက်သည်ပိုက်သားသည့်ရေထဲတွင်ဘီးကုတ်တပွဲဝိုင်းပတ်လျက်ရှိပေသည်ပိုက်ကောင်းကျိုးကိုကန်းဆက်မှအသင့်ဆောက်နေသော
တန်ချောင်းကိုကြော်ဝင်းကပြစ်ပေးလိုက်သည်ကိုအုံးမောင်ကလေကိုပြန်ခွာလာ၍ပြန်ကားဝိုင်းပတ်နေသောပရပြင်အလဲဘုံဟိုမှလှိုင်းထောက်ပေးထားသည်တန်မာသောတင်အုံးနှင့်တန်ချောင်းကကျိုးကောင်းတစ်ဖက်အရှိကျိုးကွင်းကိုခါးတွင်ဆွတ်ထားသည်သူတို့ကရေသက်ကိုရှေကန်၍ကြိုးစားတောင်ဆွဲလိုက်သည်နှင့်တစ်ဖက်တွင်၄ယောက်စီအားဖြင့်ကဝိုင်းတွဲကြရသည်လောင်းလေးဦးကိုကုန်းပေါ်သို့ထိုးတင်ပြီးဦးချမ်းမြကိုယ်တိုင်တင်အုံး၏ဘက်မှကူဆွဲပေးသည်အလံ150ခန့်ရှိပြီးအတောင်20ခန့်အနံကျဲစောင်းနှက်သောပိုက်ကြီး၏ဘီကုတ်တရံမှာကျင်းမြောင်းလာလေတော့သည်အားနှင့်မှန်နှင့်ဆောင်းဆွဲခြင်းထက်စိတ်ချလက်ရှိတအီဆွဲရခြင်းမျိုးဖြစ်ပေရာပိုက်တစ်ချိန်ဆွဲလျင်တနာရီခန့်အနည်းဆုံးကြာတတ်သည်ပိုက်တစ်ပုံလုံးကမ်းပေါ်ရောက်သည်နှင့်အလဲမှအိမ်လုံးကြီးတဲ့တွင်ငါးများတပွေးပွေးနှင့်လုံးထွေးနေတော့သည်မိုးညိုနှင့်အောင်တန်းကအိမ်လုံးကြီး၏တစ်ဖက်တစ်ချက်မှကင်မြောက်၍ငါးများကိုတဲပြင်ပေါ်သို့တွန်ချလိုက်လေသည်အဲ့တွင်ခိုကက်ရှိတ်တွင်နေသောငါးများကိုလည်းဖြုတ်ယူပြီးငါးပုံပေါ်ပြစ်တင်ကြသည်အချို့သောငါးများ၏ဗဟတ်စိုးတော်အမီးတို့ကပိုက်သားစားနှင့်ညှိတွယ်နေတတ်ပေသည်ခွေးညိုနှင့်ပေါက်စားတို့ငါးများကိုရေဆေးနေခြင်းတွင်ထိပ်ပိတ်ကမန်းလက်လေ၏ကတ်ထောက်များကိုအစဉ်သင့်ဖွင့်ထားသည်ပြီးမှအားလုံးဝိုင်းဝန်း၍ငါးများကိုရေဆေးပြီးလှေဝမ်းထဲသို့ထည့်လိုက်ကြသည်ပစုံတုံများကိုမူလှေဦးထိပ်အကန်ထဲတွင်ထည့်ထားသည်ပုံကျနေသောပါကြီးကိုရေစဲသို့ပြန်ဆွဲယူချရင်ညှိတွယ်နေသောအမိုက်တိုက်များစုခတ်များတက်ကိုင်းငယ်များကိုဖယ်ရှားကြသည်ပြီးမှရေဆေးပြီးသောပါကြီးကိုလောင်းလေ၏အလယ်မှငါးဝိုင်းတွင်စနစ်တကျတင်ထားကြသည်ထိုကဲ့သို့စနစ်တကျတင်ထားခြင်းကိုပိုက်လောသည်ဟုဆိုလိုသည်သို့မှသာနောက်တစ်ချိန်တွင်ပိုက်သားစားမချုပ်ထွေးသေးပဲလွယ်ကူစွာပိုက်ချနိုင်မည်မဟုတ်ပါလားဦးလေးချမ်းမြပြောတာတိတ်မှန်တယ်ဗျပထမပိုက်ချက်မှာငစင်းလုံးတွေပါလိုက်မယ်ဆိုတာဒီလိုရေအေးဆက်မှာတော့တစ်ဆက်သေးနဲ့15ပိတ်တာလောက်တင်တယ်ဦးလေးကတော့ငါးမော်မှာအောင်ထားရွက်လာဗျာတန်ချောင်းကရေမျောကန်းတင်ပါလာသောထင်းများကိုလှေပဲ့ပိုင်းသို့ကောက်တင်နေသည်လောင်းလေပဲ့စဉ်ပေါ်မှာဦးချမ်းမြကရေနွေးချမ်းတစ်ခွက်ငှက်တော့ရင်ပြန်မေးလိုက်သည်ဟဲကောင်တန်ချောင်းရငါးတက်မှာငါးမော်အောင်တယ်ဆိုတာမကြားဘူးပါဘူးကွာဘာလဲကွာငါးမော်အောင်တယ်ဆိုတာဒီလိုပါဦးလေးချမ်းမြရာညနေကလေးကဒီညငွေတောင်မှာငစင်းလုံးတွေတွေးလိုက်မယ်လို့ဦးလေးပြောတဲ့ကိုကြားလိုက်လို့ပါဦးလေးကရေစုံရေစံကိုကြည့်ပြီးငါအတက်အကျကိုတီလွန်းလို့ငါမော်အောင်တယ်လို့တင်စားပြောလိုက်တာပါမင်းကလည်းကျဉ်းကျဖမှန်ကွာငါအများငါမော်အောင်ရတယ်လို့မင်းတို့ကနမောနမက်နေကြပြီမဲ့ငါကတောင်းဝန်ရှိတဲ့ပဲစည်းဆိုတော့မင်းတို့အသက်လွတ်နေလို့မရဘူးကွငါမရရင်ပိုက်တကြီးဥသူတော်ကငါ့ကိုအရင်ဆုံးအပြစ်တင်ပါလေကွာဒီတော့ငါမှမင်းတို့နားချင်းအဲ့ချိန်မှာအိတ်မနေပဲငါရှိမဲ့နေရာလေးတွေကိုခြောက်ကြည့်ရတာပေါ့ကွာစကန်းရှားတဲ့နေရာကနေအထက်တမိုင်အောက်တမိုင်ခရီးကိုရေစက်အတိုင်းခြောက်ကြည့်ရတယ်ကွဒါနဲ့ငွေတောင်ကွေ့မှာငစင်းလုံးတွေတရိပ်ရိပ်တက်လာတာမြင်ရတော့ဒီနေရာမှာခိုးအိတ်တော့မယ်ဆိုတာသိထားရပြီအခုတော့ငါးတွေရလာတာပေါ့ကွာအဲ့ဒါကြောင့်ငါမော်အောင်တယ်လို့ပြောတာပေါ့စကားတက်သောထိပ်ပိတ်ကတန်ချောင်းရဲ့အဆိုကိုကိုကြီးဖြစ်ဆွဲထောက်ခံလိုက်သည်ဦးချမ်းမြကခေါင်းတစ်ချက်ညှိ၍ပြုံးလိုက်၏မှတ်ထားကွဘာလို့ပဲလို့ကျွမ်းကျင်ရလိမ္မာတဲ့အလုပ်တစ်ခုတည်းကိုစီးပူလေ့လာရတယ်မှတ်သားရတယ်မဖြစ်ဖြစ်အောင်လုပ်ကြည့်ရတယ်မှားသွားရင်လည်းသင်ခန်းစာယူတတ်ရတယ်မင်းတို့ကြည့်လိုက်ရင်သိလာပါလိမ့်မယ်လောက်သက်နဲ့အတွေ့အကြုံကစကားပြောတယ်ကွအခုဆိုရင်ငါရဲ့ရေလောက်သက်ကအနှစ်20ကျော်လာပြီဆိုတော့ဒီလုပ်ငန်းအကြောင်းကိုသူများထံကပိုသိတာပေါ့ကွာကဲငါလှေပေါ်မှာ9ယောက်အုံးမောင်လှေပေါ်မှာ9ယောက်တက်ကြဟိရှမ်းလဲချမ်းနေကြတယ်ဆိုတော့ငါကိုချင်းစားပါတယ်ကွာမီးလုံပြီးရင်ဟိုရှိနာကခြားတော့ကွေခုတ်တန်းမှာတစ်ချက်ဆွဲကြရအောင်ပြီးမှလုံးနားကြတာပေါ့ကွာခြားတော့ကွေခုတ်တန်းတွင်ပိုက်ဆွဲရသည်မှာပြီးစီးသည့်အထိ2နာရီခန့်ကြာသည်လင်းရောင်ဝါခေါ်သောရောင်နေတန်းစာပြလာသည်ခုတ်တန်းဆိုသည်မှာအကွေအဝိုင်းမရှိပဲဖြောင်တန်းညီညာသောတဲတောင်မြင်ဆက်ကိုခေါ်သည်
ရှားတော်ကွေကုတ်တန်းမှာရေစက်မှရေထဲသို့15ဘေးခန့်ဆင်းမိလျင်ဝါးတပြန်မကရေနက်သဖြင့်ပိုက်ရှာရသည်မှာမလွယ်ကူပေငါးကလည်းရေနက်အောက်ခြေအိုင်များတွင်ကပ်နေတတ်ကြသည်ထုံးစံအတိုင်းဘီးကုတ်ပုံစံပိုက်ဆွဲချသည်ထိုအခါမျိုးတွင်မန်းလက်လင်ငယ်ဖြင့်လှိုင်းထောက်ပေးရန်မလိုအပ်ပေရေနက်သည်မို့ပိုက်ကိုတဖြည်းဖြည်းဆွဲပေးရသည်ရေအောက်တွင်ရှိတတ်သောကြောက်ချွန်ကြောက်ဆွဲများထုံများစုကပ်ဂိုင်းဆွေးများကပိုက်သားစကိုညှိတွေ့တတ်သည်ထို့သောညှိနေခြင်းကိုအမှဲ့ထားပြီးဆက်ဆွဲလိုက်မိလျင်လူ၏ဆွဲအားနှင့်ရေဖိအားကြောင့်ပိုက်စများစွာပြုတ်ထွက်ကြံနေတတ်သည်ညင်သာစွာဆွဲခြင်းဖြင့်ပိုက်ညှိပြီးဆိုလျင်ရေအောက်သို့ကမန်းကရန်ဆင်းငုပ်၍ပိုက်စကိုဖြုတ်ပေးရသည်ထို့သောရေအောက်မှပိုက်စများကိုဆင်း၍ဖြုတ်ပေးရခြင်းအလုပ်ကိုလျှော်ငုပ်သည်ဟုဆိုကြပြန်သည်ရေနက်သည့်နေရာမှာပိုက်ကြီးတစ်လုံးလုံးတအိအိဖြင့်ရေတိမ်တို့ပါလာသည်သို့သောရေနက်ရ၌ငါးများသည်အောက်ခြေတွင်ကပ်၍လွတ်ကျန်နေတတ်ခဲ့သည်မိတို့များမတတ်နိုင်တော့ပေအ ਨੇ ဆုံး10ပေခန့်ကမ်းဆက်ဘက်သို့ရောက်ပြီးဆိုမှရေတိမ်ဆက်သို့ရိုင်းတစ်ခုလုံးတင်မိပြီးဆိုမှအောက်ခြေပိုက်ကြီးမှာမြေကြီးနှင့်သေချာထိတွေ့လေတော့သည်ငါးများသည်ပိုက်အတွင်းဝဲလက်ပတ်ပြေးလွှားနေပေတော့သည်ပိုက်သားကုန်တလောက်ရှိ၍ကျင်းမြောင်းလာသောအခါတွင်အလဲမှအိမ်လုံးကြီးတဲ့သို့ငါးများစုပြုံဝင်ရောက်လာလေတော့သည်ငါးအင်အားမြင်မြပင်များပြားသည်ဖြစ်စေအိတ်ကြီးပေါက်ပြဲထွက်ရန်မှာမလွယ်ကူချေဖောပိုက်စများအပြင်နိုင်လွန်ရှိအထူသားပိုက်သားတစ်ထက်ကိုလက်ခံအဖြစ်တောင်တင်းစွာခုခံထားပေသည်ထိုနေ့ညကတော့ကုသိုလ်ကံစွတ်မိသည်ပဲဆိုဆိုဦးရှမ်းမြတော်သည်ပဲပြောပြောငါးကတော့များစွာရလိုက်သည်ငွေတောင်နှင့်ရှားတော်ပိုက်ချက်နှစ်ချက်များနေပင်ငါးပိတ်သားချင်း90ကျော်ခန့်နှင့်ပဇွန်ထုတ်5ပိတ်သားရခဲ့သည်ပထမပိုက်ချက်ကတနာရီကျော်ကြာပြီ5စင်းလုံးအုပ်ခဲရပြီးပြီဒုတိယပိုက်ချက်က2နာရီကျော်ကြာခဲ့သလောက်မဒန်းအုပ်လာရခဲ့ပြီဖြစ်သည်ပိုက်ကိုထုံးစံအတိုင်းရေဆေး၍စုခတ်တက်ကိုင်းများဖယ်ရှားပေးရသည်ပြီးမှတောင်ပြင်ကုန်းပေါ်တွင်ဝါးဖြင့်တန်းပစ်ထားသောနှစ်ဖက်မျက်နှာချင်းဆိုင်တန်းပေါ်သို့ပိုက်ကြီးကိုတင်လိုက်သည်ပိုက်တစ်ပုံလုံးမှာတန်းတစ်ခုကြားဝဲရှင်တော်တစ်ဖွဲဖြစ်၍တန်းပြင်ပသို့ခေါင်းကျိုးနှင့်မြေထိကျိုးမှာတစ်ဖက်တစ်ချက်သို့ကျနေသည်သို့သောပိုက်တစ်ခုလုံးမှာသဲနှင့်လုံးဝမထိပေပိုက်ကြီးကိုတန်းပြရခြင်းသည်ပင်ပိုက်လက်သား6ယောက်ခန့်ညီညာစွာလှုပ်ဆောင်ရသည်ထို့သောပိုက်အလျှောက်အလှမ်းလုပ်ပြီးစည်းသည်နှင့်ထိုတညတာဖို့နားပြီးဆိုသည့်အထိတ်အမှတ်ပင်ဦးချမ်းများကလောင်းလီကိုထိုးဝါးတိုင်တွင်ဘူးလေသီးခတ်ချီလိုက်သည်လေပေါ်မှပစ္စည်းများကိုတောင်ပေါ်သို့ဝိုင်းတယ်ယူကြသည်ဦးချမ်းများသည်အုံမောင်အားရွက်ထဲတဲထိုးရမည့်နေရာကိုလှမ်းပြနေသည်အုံမောင်ကလည်းသူ့လူများအားလေပေါ်မှပစ္စည်းများကိုချခိုင်းနေသည်မိုးညိုရဲ့ပေါက်ဆရဲ့ကြုံဝင်းရဲ့ကငါးသွားဖို့ကြီးကွာလိုအပ်တဲ့စီနဲ့စားလဲဝယ်ခဲ့ပေးဖို့ပိုက်တကြီးကတော့ကိုတေးသေးချာချာပြောလိုက်ကြကဲသွားကြတော့ကိုအုံမောင်ကငါးပို့တာဝန်တတ်မှတ်ပေးလိုက်သည်ရှားတော်မှအောက်သို့3မိုင်ခန့်စုံသင်းမှမိမိတို့လှေစိတ်သို့ရောက်ပေမည်ငါးပို့သွားသူများအဖို့အသွားတွင်လှေမျောချလိုက်ရင်ရတော့လေအပြန်ခရီးကတတ်တာလာမည်မဟုတ်ပေရေစည်းကိုစံတက်ရမည်သာဖြစ်ပေသည်တောင်လေရှိလျင်ရွက်တိုက်လာနိုင်သေးတော့လေလေမလာပါကကျိုးဆွဲစံတက်ရပေသည်နှစ်ဦးကကျိုးဆွဲ၍တဦးကလှေပဲ့ထင်းရင်လိုက်လာခဲ့ရမည်သာဖြစ်ပေသည်ငါးပို့သူများစုံစင်းသွားကြပေပြီဦးချမ်းမြနေတွင်ကိုအုံးမောင်ကပစ္စည်းများကိုချထားလိုက်သည်ဦးချမ်းမြကကိုအုံးမောင်ကိုရေနွေးချမ်းအိုအားလက်ညှိုးထိုးပြလိုက်သည်ရေနွေးချမ်းတောင်းအောင်ကွာအုံးမောင်တောက်ပါဦးချမ်းမြရဲ့ကျွန်တော်မနှက်စာအတွက်စီစဉ်ရအောင်မယ်ဟောတုံးခောက်တန်ကြားပြီ4နာရီထိုးပြီပြုတ်ခလန်းလန်းတဖန်းစိတ်ရွာစီကတုံးခောက်တန်ကြားရသည်အုံးမောင်ကဖြက်လက်တွက်လက်ပြီးအလုတ်ကိုဇဲဆက်တယ်လို့လှုပ်တတ်သည်ကြိုးစားမှုလည်းအပြည့်ရှိသည်ဟေးကောင်လေမီးဝမားကြီးစုထိုင်မနေနဲ့ကွာထမင်းချက်ကြငါးကြော်ကြအောင်ကွာဟိုတောင်ထဲမှာတွင်းရက်ပြီးခေါင်းမီးချုံအိတ်နေတာဘာလို့လဲကွာကျွန်တော်ပါကိုအုံးမောင်
ထိတ်ပိတ်ပါတောင်ပြင်ကိုရက်၍လူတကိုယ်သာကျင်းတို့ပြီးပစိုးချုံကိုယ်အိတ်နေသောထိတ်ပိတ်ထလာသည်ပြီးမှဆန်စင်းနေသောအောင်တန်းထံကိုညီလောက်ကန်ရန်ထသွားသည်အတန်ကြတော့ထမင်းပူပူငကြော်နှင့်မိဖို့ဘေးဝဲဝိုင်းဖွဲ့စားလိုက်ကြသည်မြောက်ပြန်နေကအသားတဲသို့စိန်အေးနေအောင်ကြည်တယ်ကစားလိုက်တော့လေမိဖို့နဘေးမှာပိုက်သမားများမှာမူအချမ်းတန်ကိုခံစားရန်တတိမရနိုင်တော့ပဲအိတ်ဆက်နေကြပြီဖြစ်ပေသည်အချစ်စီကနေလုံးကြီးသည်ဤသောအယောင်ကိုဖန်ဆင်းစပြုပြီးနေဝိတရားများကိုထမ်းဆောင်ရန်ရှီတက်လာနေချေပြီတကားငွေရောင်တောင်ပြင်ပေါ်မှစောင်းနေမင်းအပူတန်ကလည်းမသေးလားရွက်ထဲများဖြင့်တဲကြီးတစ်ခုလုံးထိုးလိုက်ကြလေပြီယာယီနေထိုင်သောတနေ့တာတဲကြီးပင်ဖြစ်သည်တဲတွင်မှာတော့ပိုက်ဖာသူကဖာပိုက်သားလန်ရှုပ်သူကရှုပ်ရေပေါ်ဖော်လုံးများကိုခေါင်းကျိုးနှင့်တေချာရှိနောင်သူတို့ဖြင့်အလောက်ရှုပ်နေကြသည်တန်းပစ်ထားသောဝလုံးများပေါ်မှာပိုက်ကြီးကိုရွက်ထဲတဲအတင်းဝဲပြင်ဆင်ရှုပ်လုပ်နေခြင်းပင်ဖြစ်ပေသည်ငါးပို့ပြန်လာသောကြော်ဝင်မိုးညိုနှင့်ပေါက်စားတို့ကထမင်းစားပြီးကလေးကပင်မန်းသဖြင့်အိတ်ရှည်လေပြီသူတို့ပိုက်လေမှာစုစုပေါင်း12ဦးမြပါဝင်သည်ပိုက်အဖွဲ့အစည်းခေါင်းဆောင်ဦးချမ်းမြကိုပိုက်တကြီးဦးသူတော်ကစိတ်ကြိုက်ခံထားခြင်းပင်ဖြစ်ပေသည်ဦးချမ်းမြကကျွမ်းကျင်ဖြက်လက်သောဦးအောင်မောင်ကိုတစ်ဖက်စီတောင်ဝန်ထပ်၍ခံထားပေးသည်ပိုက်လေကြီးတစ်ခုလုံးတွင်လှေနှစင်းဖြင့်တွားရပြီဆိုလျင်ပယ်စည်းနှင့်ဒုတိယခေါင်းဆောင်တစ်ဖက်စီကိုတောင်ဝန်ပေးထားရသည်ကျန်ပိုက်လက်သားများမှာခိုင်းစေသည်များကိုလောက်ကန်ရပေသည်ဦးလေးချက်များစင်ကူးရွာမှာကြံနေခဲ့တဲ့မိမကိုမလွမ်းဘူးလားဗျရပ်ဖောက်ကိုချင်းငင်တွတ်နေသောခွေးညိုကရေကျဲကျဲနဲ့မေးလိုက်လေသည်ငါလည်းလူသားပဲခွေးညိုရမင်းတို့လူငယ်စကားနဲ့ပြောရရင်မလွမ်းပဲသူနေပါမယ်ဆိုတယ်လို့ပေါ့လေကွာလွမ်းတော့လေလွမ်းမိတာပေါ့ဒါပေမဲ့လှုပ်ဆန်းမအောင်ဦးချမ်းမြရဲ့ဒါပေမဲ့ဘာဖြစ်တယ်လဲနားထောင်ရတာပေါ့ဗျာဦးအောင်မောင်ကအစင်းဘိန်းတက်ပေးလိုက်သည်ဒါပေမဲ့ငါတို့ဘဝကစေတိကျွန်းထွန်တိနွားဆိုတဲ့ဘဝမျိုးမဟုတ်လားတို့ဘဝတွေကိုလည်းမင်းတို့အတိသားနဲ့လေဦးဆိုရင်ဆိုလေဦးရှောက်ရင်ရှောက်တဲ့ဘဝမျိုးကွာလေဦးဆိုတော့ကောင်းကောင်းစားရပြီလေဦးရှောက်တဲ့အချိန်မှာငတ်တာပဲကွာငါတို့ရေလုံသားတွေဟာဒီတံကိုလူးလိမ်ခံနေရတယ်လေနေဖို့ညတာမရှိပဲတနေ့ငါရမှတနေ့ထမင်းစားရတဲ့ဘဝဆိုတော့ဘယ်မှာချမ်းသာနိုင်ပါမလဲကွာဒါဖြင့်ပိုက်တကြီးတို့ဥသူတော်တို့ကြတော့ရောဘာလို့ချမ်းသာနေတာတော့ဗျတိုက်ခံအိမ်နဲ့ကတ်ဆက်နဲ့တီပွေနဲ့သူ့သမီးနဲ့မယားမှလည်းရွှေတွေဝတ်ထားလိုက်တာညှို့လို့တင်ကြိုင်ကအာပါတရဝင်ပြီးအာလုတ်တန်ဖြင့်ဝင်ပြောသည်ဒါကဒီလိုလေသူတို့ကပိုက်တကြီးပဲကွာအရင်ကတည်းကပိုက်ကြီးတွေထောင်စားလာတာဒီလောက်တော့ရှိမှာပေါ့ကွာပိုက်ကြီးတစ်ဖုံဆိုရင်ငွေရင်3000လောက်တန်တဲ့ကာလကနေအခု9000ထိတန်းနေပြီပဲကိုထိတယ်သူတို့မှလှုပ်ရှားနိုင်နေတော့ပဲလေကြည့်လေကွာပြီးခဲ့တဲ့$ထဲမှာ4ရက်ပဲနားပြီးကြံရက်တွေမှာအလုပ်ကိုမှန်မှန်ဆင်းတယ်ရတဲ့ငွေစုစုပေါင်း1800ကိုရတယ်စားစရိတ်1800နှုတ်တော့ကြံငွေ9000ဖြစ်မနေပေဘူးလားဦးချမ်းမြကမိသေးသွားသောဆက်လက်ကိုမင်းညင်ရင်တဖွာနှစ်ဖွာဖွာချိုက်လိုက်သည်အဲ့ဒီအထက်ကပိုက်တကြီးကထောက်ဝက်ခွဲယူတော့သူက4500ရတယ်ကြံငွေ4500တဲ့ကမင်းတို့17ယောက်ကိုအညီအမျှခွဲဝေပြီးတော့တယောက်ကိုလက်သားစု409ချက်စီရတယ်ပိုက်တကြီးအစု4500တဲ့ကငါ့ကိုပယ်စည်းကမင်းတို့ရငွေနဲ့ညီမျှတဲ့409ချက်ပေးတယ်ပိုက်လောကထုံးတန်ကပယ်စည်းကိုပိုက်တကြီးကပေးရတာကိုဒီတော့$လို့ငါးချတဲ့လမှာတော့သူ့ဝင်ငွေက4080ချက်ရတယ်ထားပါတော့ပိုက်ခအစ်စ်ပေးရလို့စားစရိတ်နှုတ်ရလို့ငွေ1500ထပ်နှုတ်လိုက်အောင်ကွာသူက2580ချက်တော့ရသေးတာပဲမင်းတို့ငါတို့သာ409ချက်နဲ့ကိစ္စတုံးသွားရောဟုတ်တော့လေဟုတ်တာပဲဦးလေးရကျွန်တော်ဆိုရင်အမေအိုကြီးကိုပြစ်ထားပြီးဒီပိုက်ထဲမှာအလုပ်ဝင်လုပ်နေတာအခုထိတော့အစင်မချောသေးဘူးနောက်ဆိုရင်တော့မပြောတတ်ဘူးဗျာတန်ချောင်းရဘာပဲဖြစ်ဖြစ်ငါတို့က
ငါးများရှာပေးလို့တလဝင်ငွေ2000လောက်ရရင်သူတို့ပိုက်သက်ကြီးက2000လောက်ရတာပဲကွာသူတို့မချမ်းသာပဲဘယ်မှာနေပါမလဲကွာသူတို့ကငွေဆိုင်ထုတ်ပြီးအမျက်ထုတ်တဲ့သဘောပေါ့ငါတို့ကလူအားဆိုင်သူတို့ကငွေအားဆိုင်တော့နောက်ဆုံးသူတို့ပဲအစင်ချောတာပေါ့ကွာအမျက်ထုတ်ခိုင်းရတော့ငါတို့ဘက်ကဘာတက်နိုင်တယ်လဲဘာမှမတက်နိုင်ဘူးလေသူတို့ငွေကြေးအပေါ်အမိသက်ဟဲပြုတ်ပြီးငါတို့ဘဝကိုကျင့်နေနေရတာပဲမဟုတ်လားဦးချမ်းများကသဘောပေါက်အောင်ပိုက်လက်သားများကိုရှင်းလင်းပြရင်တသွင်သွင်စီးစင်းနေသောအေယာဝတီမြစ်ရဲ့အလင်းကိုငေးနေမိသည်သို့တော့တာရှည်တာမျောငေးမနေတွေးမနေနိုင်အားပါညဘက်တွင်အလုဆင်းရမည့်နေရာကောင်းကိုစိတ်ထဲမှစဉ်းစားနေမိသည်ထမင်းအိုချက်ထားကြတော့ဟိညနေမှာလေနီကျန်းကြကျင်ကြနိုင်တယ်တော်ကြကြရင်ရွက်တွေခောက်စားအိုစားခွက်တွေတိန်းထားကြပိုက်ကိုလည်းညမှာအသင့်နိုင်အောင်တေးသေးချာချာလှုပ်ထားပြင်ထားကြရေတက်ရေကြအခြေအနေငါးအုပ်တို့ပွက်မိနေရပိုက်ချက်အနေထားကောင်းမိနေရတို့ကိုလေ့လာရင်မြောက်ဆူဆူတမိုင်ခန့်တို့ဦးရှမ်းများတွားရောက်ရအောင်မည်မဟုတ်ပါလားပဲစည်းကောင်းတစ်ယောက်ဖြစ်ရန်ရေလုံသားလောကတွင်မလွယ်ကူချေရေလုံငန်းကိစ္စရဲ့အလုံးနားလေတက်ကြွရမည်အပြင်ရိုးသားဖြောင်းမှတ်ခြင်းသက်သာချီခြင်းနှင့်ငွေကြေးစိတ်ချရခြင်းများလည်းအထူးလိုအပ်ပေသည်ပဲစည်းဆိုတော့လဲငွေပိုငွေချမ်းရသည်မဟုတ်အကျိုးတူပုံမခံစားရသည်မဟုတ်သို့တော့ပိုင်းလုပ်ငန်းခွင်တစ်ခုလုံးတွင်ဩဇာတက်ရောက်သည်သူစကားကိုအများစုကတယိုတသေးနားထောင်ရသည်လက်သားတအူးကိုသူမနစ်တက်လည်းပိုင်းလုပ်ငန်းမှာထုတ်ပယ်နိုင်ခွင့်အပြည့်အဝရှိသည်သူကပိုက်တကြီးဤကိုယ်စားလှယ်ပင်ဖြစ်သည်ကုန်းပေါ်တွင်ပိုက်တကြီးကိုကြောက်ရတယ်လို့ရေထဲတွင်လည်းပဲစည်းဤခိုင်းစေရာမှန်သမျှကိုဝိုင်းဝန်းလှုပ်ဆောင်ရသည်ပိုက်သမားတို့လောကတွင်ပဲစည်းကိုအထူးလက်သက်မွေးထားလေရှိသည်ပဲစည်းဤသဘောဆန္ဒဖြင့်တစ်ဖက်စည်းကိုထပ်မံမွေးထားရသည်ပိုက်ထုံးတန်းဆင်လာရာငွေခွဲဝေပုံမှာစနေတစ်မျိုးဖြစ်ပေသည်လောင်းလေမန်းလက်လေတက်စုံရွက်စုံစားအိုးစားကွက်စုံတီထောင်ထားသူသည်ပိုက်တကြီးပင်ဖြစ်ပေသည်လက်သားအနေဖြင့်မူနနက်အလုံးဆင်းမြင့်ချိန်တွင်စံတို့စီ၄လုံးလောက်ကိုယူ၍လိုက်လာရောမြတာထို့ကြောင့်ရာသည့်ဝင်ငွေကိုခွဲဝေရေးဤစနစ်တွင်ပိုက်တကြီးနှင့်လက်သားအဘယ်မှာတူနိုင်ပါအံ့နီ9ရက်သို့မဟုတ်10ရက်စတိုင်အလုံးဆင်းရသောကာလကိုတရေဆင်းသည်ဟုခေါ်ကြ၏တရေဆင်း၍ရသောဝင်ငွေအလုံးမှာပိုက်တကြီးကစိုက်ထုတ်ကုန်ကြခဲ့ရသောစားစရိတ်ကိုတဝက်နှုံးဖြင့်နှုတ်ယူသည်ကြံငွေများကိုထောက်ဝခွဲ၍ထုံငွေကိုပိုက်လေရှိလက်သားများညီမျှစွာခွဲဝေယူကြရသည်ပိုက်တကြီးရရှိသောထောက်ဝငွေမှာပဲစည်းအတွက်လက်သားတအူးရာနှုန်းအတိုင်းပေးရသည်သို့သောလက်သား100ငွေရတိုင်းပိုက်တကြီး1000ငွေရသည်ကတော့ဓမ္မတာပင်ဖြစ်သည်ထို့သောအလုံးစင်း၍နားသောနေ့ရက်များတွင်မိမိတို့ရက်ရွာသို့ပြန်ကြရမည်မဟုတ်ငါးဖန်ထွက်ရာတဲတောင်ပြင်တွင်ရွက်ထဲတဲဖြင့်၎င်းပိုက်တကြီးအိမ်နောက်ဖေးတန်းလျားချေတွင်တောက်တို့မဲရလောက်ကင်ချင်းဖြင့်၎င်းနေကြရသည်10ရက်15ရက်တန်သည်ဖြင့်နားမည်ဆိုပါမှမိမိတို့ရက်ရွာသို့ငွေပို့ရင်းပြန်ကြရသည်ထိုအခါမှသာမိဘဆွေမျိုးဇနီးသားသမီးများနှင့်တွေ့ခွင့်ရကြပေတော့သည်ရက်ရွာသို့မပြန်လိုသူများကမူငွေကိုလူကြုံပို့ရင်ပိုက်တကြီးအိမ်တွင်တွေ့ကပ်နေထိုင်ကြရသည်ပိုက်တကြီးကတော်ဤစူပူညိုညင်မှုကိုခံစားရင်နေသလိုသာနေရပေသည်မိမိဇာတိရွက်ရာမပြတ်မဲပိုက်တကြီးအားမိကိုနေထိုင်သူများကလည်းရက်ရှည်နားရများပင်မိမိတို့အားနေထိုင်ရန်ပေးထားသောတဲစုံ၌အိပ်ယုံသာအိပ်ရသည်မနက်မိုးလင်းလျင်ပိုက်ဖာပိုက်ချုပ်ပိုက်အလုံးဖြင့်၎င်းလှေတင်ရေနံတုပ်ပေါက်ပြဲလာသောလှေအဆက်များကိုပွဲညက်ဖြင့်ဖာထေးခြင်းတို့ဖြင့်၎င်းရွက်ထဲကိုခေါင်ရည်ဆိုးခြင်းဖြင့်၎င်းလောက်ကင်ပေးရသည်ပိုက်တကြီးမှစေခိုင်းသောအခြားဝေယဝိဆကိစ္စများကိုလည်းနားရသည်မရှိအောင်လုပ်ပေးရပြန်သည်အလုံးစင်းသောအခါနန္ဒတိုင်းမိုင်းမီမြဝေးသည်ဖြစ်စေငါးကိုရိုက်ရွာရှိပိုက်တကြီးအိမ်သို့ပြန်လည်၍ပို့ပေးရသည်ထိုနေရာတွင်ပိုက်တကြီးကတော်နှင့်တာသမီများကရာသူချိန်ဝင်ကိုင်ကစောင့်နေပြီးရလာသောငါးများကိုချိန်တွဲသည်ပိဋ္ဌချိန်ကိုငါးလာပို့သူကစရင်စာအုပ်ဖြင့်ရေးမှတ်ထားရသည်
ရရှိလာသောငါးများကိုစောင့်ဆိုင်နေကြသောငါးယောင်းသူများတို့ညီမျှစွာခွဲဝေပေးရသည်ငါးယောင်းသူများကလည်းလက်နက်ကယူသွားသောငါးတန်ဖိုးငွေကိုညနေမိုးချုပ်ချိန်တွင်ပိုက်တကြီးအိမ်သို့မပြတ်မကွက်လာပေးကြသည်တစ်ရက်နှစ်ရက်သုံးရက်စသဖြင့်ငါးဘိုးပေးရန်ပြက်ကွက်ပြီးဆိုပါကအိမ်တန်ရာရောက်အဆိုးအပြောခံရပြီးဇွတ်တောင်းပေလိမ့်မည်။နောင်တွင်လည်းငွေကြေးစိတ်မချရသူအဖြစ်ငါးဖောက်တဲ့ပေးခြင်းမှရက်စဲခြင်းခံရမည်။တချို့ငါးယောင်းသူများမှာပိုက်လက်သား၏ဇနီးသမီးများဖြစ်ကြသည်။ထိုသူများမှာအကျွေးမကြေလဲလျင်ငါးဘိုးကိုလက်သားရမည်ဝေစုငွေမှနှုတ်ယူကြသည်။ပိုက်တကြီးဘက်မှအနစ်နာခံသည်ဟူ၍ဘယ်အခါမှမရှိခဲ့ပါချေ။ပိုက်တကြီးတစ်ယောက်သည်ပဲစည်းကောင်းတစ်ယောက်ကိုမိများဝေးလံသောနေရာတွင်ဖြစ်စေတွားရောက်ခေါ်ယူလေးရှိသည်တမျိုးတရွာနေပဲစည်းကောင်း၏မိသားစုအတွက်ငွေကြိုပေးထားပြီးမရအရခေါ်ယူကြသည်ပဲစည်းကောင်းတို့ဦးဖြင့်တနှစ်တဝါလောက်ကန်ရလျင်ပိုက်ဖိုးကိုတနှစ်6လအတွင်းအရင်ကြေတတ်သည့်တာရကများလည်းမကြာခဏရှိခဲ့ဘူးပြီမဟုတ်ပါလားရခင်ကဝမ်းပူပိုက်ကြီးတစ်ဖုံလောင်းလေနှင့်မန်းလက်လေနှစ်စီးတက်ဆုံရွက်ဆုံဆိုလျင်ငွေ4-5ထောင်ခန့်သာအများဆုံးကုန်ကြသည်ယခုကထို့သို့မဟုတ်လောင်းလေကြီးတစ်စင်းကို3000အထိပေးဝယ်ရပြီမန်းလက်လေတစ်စင်းလျင်1000ကျော်ပေးဝယ်မှရသည်ရွက်တစ်ဖုံလျင်800ခန့်ပေးရပြီနှစ်ဖုံဆိုလျင်1500 1600လောက်ကုန်ကြပေမည်လက်သား10ယောက်12ယောက်စားတောက်နိုင်ပြီးစားအိုးစားခွက်များကလည်းမနှဲလားနှစ်ပြေဝင်ထမင်းအိုးကြီးဟင်းအိုးဒဲအိုးရင်နွေးအိုးတဲအိုးတန်ပကံများတန်စလုံးဇွန်မပိစာဆင်းအိုးငယ်ကလေးများတန်ဖိုးက1000ကျော်ငွေအထိဖယ်ရသည်လှော်တဲ့တစ်ချောင်းလျင်ငွေ100ဖြင့်လေနဲ့စင်းသာလှော်တက်10ချောင်းကို1000ပေးရပြီပတ်တက်တစ်ချောင်းကို1050ဖြင့်2ချောင်းဝယ်ရသည်ဝေယဝိဆန်းနှင့်ပင်ငွေ6000ကျော်ခန့်ကုန်သွားရပြီပိုက်တန်မိုးကိုလည်းကြည်အောင်လေရခင်ကရှီသားပိုက်ဘဝမှာနိုင်လွန်ပိုက်ဘဝသို့ပြောင်းလဲခဲ့သည်ယခုမှနိုင်လွန်ပိုက်သည်ခေနောက်ကျနေပြန်ပြီဖြစ်သည်နိုင်ငံရခြားမှအလိမ့်လိုက်ဝင်လာသောဆက်ရက်ဖော့ပိုက်သားစာများပေါ်ပေါက်လာချေသည်ဖော့ပိုက်စသည်မစုံမပြဲလွယ်ညီမိတွေ့မိလျင်မူကချုပ်ချောင်းများမှသာညီညာစွာပွင့်ထွက်တတ်သည်ဖော်သားပိုက်တတ်သည်အလျား10တောင်အနံ4000ခန့်ရှိသည်ထိုပိုက်စာများကိုအထက်အောက်9ပြန်စာဆက်ပါမှဇောက်အတောင်20ရနိုင်သည်ဦးရှမ်းများဤဖော်ဝမ်းပူပိုက်ကြီးတွင်ကအလံ1050မြခြေသောကြောင့်ပိုက်သားစာပေါင်း300ခန့်ထည့်သွင်းရပေသည်ပိုက်သားတစ်စလျင်တန်ဖိုးငွေ150ခန့်ရှိသည်ဖြင့်ထိုဝမ်းပူပိုက်ကြီးဖြစ်စေရန်ငွေရင်းသည်4500ခန့်ရှိပေသည်ပိုက်ကျိုးနှင့်မြေကျိုးမှာ2လက်မခန့်တောက်ခိုင်သောနိုင်လွန်ကျိုးကြီးများဖြစ်သည်အလံ150အတွက်တစ်ဖက်တစ်ချက်တွင်ကျိုးစား15လံစီအပိုဆောင်းထားရသည်ကျိုးသည့်ပင်လျင်တစ်ချောင်းတွင်လမ်းရည်180ရှိသည်ဖြင့်နှစ်ချောင်း၏ကုန်ကြစရိတ်မှာမနှဲလာပေအတောင်ရည်920တောင်တနည်းအားဖြင့်1080ပေအထိရှိသောအေယာမကျိုးကြီးများပါပေတပေလျင်ပြန်မြ2ကျပ်နှုန်းဖြင့်ပင်တွက်စစ်သောထိုကျိုးအရှိ1080ပေအတွက်ကျသည့်ငွေသည်2160သာသည်နှစ်ချောင်းအတွက်4320ကျပ်မြကုန်ကြပေသည်ကျိုးဘိုးနှင့်ပိုက်စဘိုးပေါင်းသောငွေ3000နီးပါးကုန်ရှိသည်ထို့သို့သောငွေများကုန်ကြခံသည်ပစ္စည်းစုံလင်သောအခါနိုင်လွန်ချီပေါင်ထုတ်တစ်ထုပ်ဝယ်ရပြန်သည်ပိုက်စာများကိုဆက်ဆက်ပြီးပိုက်ကြီးဆင်ပေးရန်ဖြစ်သည်ရိုးရိုးလက်သားတိုင်းပိုက်သားချုပ်တတ်တော်လေပိုက်မှတ်ခြင်းပညာကိုတတ်ခဲလာသည်ပိုက်ကောင်းကျိုးမတိမ်မဆောင်းရန်နှင့်ချိန်သားကရန်သူ့နေရာနှင့်သူထိမ့်ပေးခြင်းကိုပိုက်မှတ်ခြင်းဟုခေါ်သည်ပိုက်မှတ်ပြီးတော့ပိုက်ကြီးအလဲဘို့တွင်အဝိုင်းတံအိမ်လုံးကြီးချုပ်ပေးရသည်ဝမ်းပူပိုက်၏သဘောမှာပိုက်တွင်ဝင်သည်များငါးသည်အိမ်လုံးကြီးတဲ့သို့စုပြုံဝင်ရောက်တတ်သည်ထိုအိမ်လုံးကိုငါတို့၏ငရဲအိုးဟုခေါ်စမှတ်ပြုကြသည်ထို့ကြောင့်အိမ်လုံးချုပ်ကျွမ်းကျင်သူအားခေါ်ယူရာတွင်ကြောပွဲတင်ပြီးငွေများများဆဆပေးပြီးရှုပ်ခိုင်းရသည်ကျွမ်းကျင်သောရေလုံသားကြီးတိုင်း
ထိုအိတ်လုံးကြီးများကိုရှုံမပေးတတ်ကြနောင်တန်တရားကိုကြောက်လန့်သဖြင့်၎င်းပြစ္ဆုတ်ပံဝဲရှိနေခြင်းမျက်စိကွယ်ခြင်းဖြစ်တတ်သည်ဟုယူဆသောကြောင့်၎င်းရှုပ်လို့မပေးကြခြင်းဖြစ်ပေသည်အိတ်လုံးကိုလည်းအဝင်းအဝိုင်းညီစွာဖြင့်ချုပ်လို့ရသည်ငါးသေးငါးလွှားမြမကြံလွတ်မထွက်သေးရန်လိတ်ခမ်းဟုခေါ်သောနိုင်လွန်ရှိနံပါတ်6ဖြင့်အိတ်လုံးကျန်းတစ်ထပ်ကိုပြင်ပမှရှုပ်ပေးရသေးသည်ဒုမသာငါးများ၏စူပေါင်းတော်အဖြစ်ရုံထွက်တော်လဲမရနိုင်ပဲအိတ်လုံးထဲတွင်သာတေကျေပျက်စီးကြရလေသည်အားလုံးပြင်ဆင်ပြီးတော့ပစ္စည်းဆောင်လင်းစွာဖြင့်စတင်ထွက်ခွာမည့်နေ့တွင်ကတော်ပွဲပြင်ပေးရသည်ပိုက်တကြီးမှနားလေသောဆရာသမားများကိုပင့်ဖိတ်၍ကတော်ပွဲထိုးရခြင်းဖြစ်ပေသည်တော်လမိုင်းတောင်လမိုင်းရေလမိုင်းများကိုပူဇော်ဘာသာပြီးမှသာအလုတ်စတင်ဆင်းစေသည်ပိုက်တကြီးဥဒုတော်ဤဝမ်းပူပိုက်ကထိုရက်တွင်အကြီးဆုံးဖြစ်သည်ပိုက်သားအပူပစ္စည်းများကိုလည်းတောင်ပုံရာပုံဝယ်ယူထားသဖြင့်ပိုက်ဆစုပ်ပြတ်သွားလိုက်ရင်ချက်ချင်းအစားထိုးနိုင်ပေသည်ထိုအခါလုပ်ငန်းမနှောင်နှေးတော့ပေငါးချသည့်ရာသီမှာပင်ဥဒုတော်၏ဝင်ငွေမှာတလလည်း1000ခန့်အသားကလေးရခဲ့သည်ငါး6သည့်လများတွင်ကတလဝင်ငွေသည်3000ဟုလည်းဆိုနိုင်သည်5000ဟုလည်းဆိုနိုင်သည်လွန်ခဲ့သော4နှစ်ကဆိုလည်းငထအုပ်များမိလိုက်သောကြောင့်ပိုက်ဖိုးငွေသည်ထို2လခန့်အဖြစ်အရင်ကြေခဲ့သည်ယခုဦးရှမ်းမြလောက်ကင်ပေးနေသောပိုက်တန်မိုးသည်လည်းယခုနှစ်ထဲမှာပင်ကြေလူကြေခင်ရှိနေပြီသို့တော်ပင်မန်းကြီးရုံးကန်လှုပ်ရှား၍ပိုက်ဆွဲမှစားရသောပိုက်တမလက်သားဘဝတို့မှာကကိုချမ်းမြထမင်းစားလဲပါလာပါဗျနေပါစေဥသူတော်မစားလို့ပါမဟုတ်တာပဲရှင်တခါတည်းဝင်စားလိုက်စမ်းပါငဒန်းစီပြန်ဟင်းကြက်သားဟင်းပုံရည်ချက်ချမောင်ဟင်းမယုတ်သီးထောင်းလေးနဲ့ကောင်းမှကောင်းလာသမ်းပါရှင်အားနာတရားအိမ်မမဟုတ်ပဲဦးချမ်းမြညင်းဆိုရန်မစွမ်းတာတော့ဦးသူတော်နှင့်ဇနီးဒေါ်တင်များဤအားရပါရဖိတ်ခေါ်မှုကိုမလွန်ဆန်နိုင်တော့ချေထမင်းဝိုင်းသို့ဝင်ထိုင်လိုက်ရသည်ဒီမှာလက်စေးရီကျမထမင်းခူးပေးမယ်လက်စေးရီရွှေစလုံးခွက်ကိုရှေ့တိုးပေးရင်ထမင်းကိုကြေအုပ်ထဲမှပကံများတဲ့သို့ထည့်ပေးနေသည်ဟာအားနာကြပဲဒေါ်တင်မြရဲ့မဟုတ်တာရှင်ကိုချမ်းမြကလည်းတလေတဲ့စီတခရီးတဲ့သွားကြတဲ့ကျမတို့ရဲ့စီးပွားဘက်တွေပဲရှင်အားရပါရစားစမ်းပါကျက်သားဟင်းဘက်များကဦးချမ်းမြထမင်းပကံထဲသို့ရောက်လာသည်ဦးသူတော်ကပြုံးပြုံးကြည့်ကြည့်နေသည်ဒေါ်တင်မြကရက်တောင်ဖြင့်ဦးသူတော်နှင့်ဦးချမ်းမြကိုတလဲ့စီခတ်ပေးနေသည်ဦးချမ်းမြအားနာလိုက်သည်မှာပြောစရာပင်မရှိတော့ဒါထက်ကိုချမ်းမြရဲ့ခမညနေကိုကန်တာယာထတော်တဲ့သွားမလို့ဆိုလက်သားလေးတွေနဲ့လိုက်တောက်မနေစမ်းပါနဲ့ဗျာကျွန်တော်မှလည်းအဖော်မရှိဘူးကျွန်တော်နဲ့ခမနဲ့အတူတူတောက်ကြတာပေါ့ရေခဲစိန်ဘီယာနှလုံးနဲ့မန္တလေးရန်တလုံးရှိသေးတယ်အမီးလည်းစုံပါတယ်ဗျာဟိုကောင်တွေနဲ့လိုက်တောက်နေတော့မလိုပါဘူးထတော်မှရောက်တဲ့တောအရက်ကလူကိုဒုက္ခပေးတတ်တယ်ညနေတော့ကျွန်တော်အစီအစဉ်ကိုလက်ခံပါနော်မလောက်ပါနဲ့ဥသူတော်ရဲ့တန်ရာပဲကောင်းပါလေတောအရက်တောက်နေကြသူဟာတောအရက်ပဲတင့်တော်ပါတယ်ဗျာဒါတော့လက်မခံပြရစေနဲ့ဥသူတော်မရဘူးကိုရှမ်းမြဘာလဲအားနာလို့လားသူတော်ခင်သလိုခင်းရင်မှသူတော်ကကြိုက်တာဗျခမ ्या ကိုခင်မင်းလုံးလို့အတူတူတောက်ရအောင်ဖိတ်တာပါလက်မခံရင်တော့ကျွန်တော်စိတ်မကောင်းဖြစ်ရလိမ့်မယ်ဒီလိုမလုပ်ပါနဲ့ကိုရှမ်းမြရဲ့ကိုရှမ်းမြပေါ်စေတနာတန်တန်နဲ့ဖိတ်တာကိုလက်ခံပါဗျာဟုတ်ပါတယ်ရှင်ထမင်းထပ်ထည့်လိုက်အောင်နော်ထမင်းများကိုထပ်ထည့်ပေးပြီးနောက်ငဒန်းစီပြန်ကိုကော့ထည့်ပေးပြန်သည်ဦးချမ်းမြကလက်ကပြတော်လဲမရကဲကိုရှမ်းမြကျွန်တော်စေတနာကိုသဘောပေါက်ရင်ညနေကျွန်တော်နဲ့အတူတူလာတောက်ဖို့လက်ခံပါဗျာဟုတ်ကဲ့ဦးသူတော်ကျွန်တော်လာခဲ့ပါမယ်အားနာသွားဖြင့်လက်ခံလိုက်ရတော့လေရင်ထဲမှာတော့တမျိုးပင်ဦးသူတော်နှင့်ဒေါ်တင်မြသည်လိုအပ်သည့်ထက်ပိုမိုလိုက်လျောနေသည်ဟုထင်မဲ့ရှင်ဖွယ်ရာထမင်းဝိုင်းမှာဆိုပြေစွာဖြင့်ပြီးဆုံးသွားခဲ့ရှိပြီဦးသူတော်ကဦးချမ်းမြဝစ်စင်ရန်တက်ထရပစိုးအသေးချက်ချွတ်တကွင်းကိုလက်ဆောင်ပေးလိုက်သည်
မယူလို့တော့လဲငင်းဆန်၍မရခဲ့မီးဒီကောင်သုံးကောင်ကိုထမင်းခူးကျွေးလိုက်စမ်းဘာဟင်းနဲ့ကျွေးရမှာလဲမမရှမောင်ဟင်းငရုတ်သီးထောင်းပေါ့ဘာတွေများထဲကျွေးဖို့လိုနေသေးလို့လဲဦးချမ်းမြအသာနားဆွင်လိုက်သည်ဒေါ်တင်မြကထမင်းချက်မီအေအားပြောဆိုနေတန်ကြားရသည်ဦးချမ်းမြကထယံမကြော်၍မြင်ကွင်းကိုကြည့်မိသည်မြေကြီးပေါ်တွင်ဖြာစုပ်တစ်ချက်ခင်းလျက်ပိုက်လက်သားများဖြစ်ကြသောတန်ကြောင်ကြော်ဝင်းနှင့်ပေါက်စားတို့ထိုင်းနေသည်ကိုတွေ့ရသည်မကြာမီတန်စလုံးများဖြင့်ထမင်းလာချပေးပြီးရှမောင်ဟင်းကိုမြေအိုးဖြင့်အလဲတွင်တည်ပေးလိုက်သည်အလွန်စားနေသောသူတို့သုံးယောက်ကအတင်းပင်စားနေကြသည်တေနာကြတွင်နဲ့ခတ်ပါတယ်တော့ငတ်ကိုငတ်လွန်းနေညနေကြရင်လာလိုက်မယ်သူတို့အရက်ဖို့မမကလည်းသူတို့လောက်ခတွေမမစီအပ်ထားတာပဲသူတို့မစင်းသေးခင်ပိုင်နာတော့၄-၅ရက်တော့မမကကျွေးရမှာပေါ့သူတို့အလုံးစင်းတော့လဲမမပဲထမင်းဖို့အတင်းဖြတ်ယူတာပဲမဟုတ်လားဒါဆန်းသလားမမရဲ့ဟဲ့ညီကသူတို့ကိုကြိုက်နေသလားဟမ်သူတို့ဘက်ကလိုက်ပြောနေရအောင်သူတို့ကလက်သားတွေနောက်လိုက်တွေဟဲ့သိလားလက်သားဆိုတာဘယ်ကြောင်နဲ့လူဝင်ခေါ်ခေါ်ရှေ့ပြပေးမဲ့လို့ရှိရင်လောက်တတ်တယ်ကိုရှမ်းများတို့လိုပဲစည်းကားမှငါတို့အတွက်ငွေရှာပေးတာဟဲ့ပဲစည်းကိုထမင်းတက်နဲ့ကျွေးရတာနဲ့သူတို့လိုကောင်တွေထမင်းအနက်တရာကျွေးရတာတော့မတူသေးဘူးဟဲ့ပဲစည်းကလောက်ရည်ကန်ရည်နဲ့ငါတို့ပစ္စည်းကိုရိုးရိုးသေးသေးကိုချင်းစာစိမ့်နဲ့လောက်ကင်ပြီးငွေရှာပေးနေတာညီပြောရတာလူသိပါတယ်အေးထိုအတန်များကိုဦးချမ်းများကြားနိုင်ကြမရှိတော့ညနေဆောင်ဖြစ်တဲ့ဖြင့်ဦးသူတော်၏ဖိတ်ကြားချက်ကိုမငင်းဆန်လိုသောသဘောဖြင့်လာခဲ့သောဦးချမ်းများလောက်ရည်ကိုင်းရင်ပြေဝသောဦးချမ်းများသဘောကောင်းပြီးငယ်သားများကိုမဲ့ညာသောဦးချမ်းများမတရားမှုကိုခေါင်းငုံမခံတတ်သောဦးချမ်းများယခုတော့ဦးသူတော်တို့၏ဇာတိယုတ်ဘွားကနေပေါ်ရှိပြီအထက်အညာရွာသားကြီးမှလာနေပြီပိုက်ထဲတွင်ဆွဆွဲမြဲမြဲဝင်လုံနေသောလူငယ်၃ယောက်ကိုလည်းတနှားမိသည်လက်သားဖြစ်တဲ့ဖြင့်ဂယုမဆိုင်သည့်သဘောကိုလည်းဦးချမ်းမြယုံမုံမိသည်သူသည်လည်းစင်ကူးရွာမှလာသောပိုက်တမဧည့်သည်တဦးပင်တို့တော်သူတို့ပယ်စည်းဟူသောကုံကြောင့်ဂယုတဆိုင်ပြုစုကြသည်ပြူပြူငါငါဆက်ဆံကြသည်ပိုက်ကောင်းဆောင်ဖြစ်တဲ့ဖြင့်နေရာပေးကြသည်အမှန်ဆိုရလျင်ဒေါ်တင်မြအော်ဟစ်ညူစုခဲ့သောပိုက်လက်သား၃ယောက်သည်ရေလုံငန်းတွင်ပင်ပန်းလာချေသည်ဦးချမ်းမြကိုယ်တိုင်ပင်လျင်လက်ညိုးတို့စေခိုင်းသည့်အလုပ်ဖြစ်သည်လေကုံပညာဆိုင်လုပ်နေရသည်ဟာကိုချမ်းမြလာလေဗျာဘာငိုင်းနေတာလဲအိမ်ပေါ်တက်ခဲ့ပါဗျဦးချမ်းမြအတွေ့များပျောက်ပြတ်သွားသည်အပေါ်တန်းမှဦးသူတော်ကမြင်သွားပြီးအတင်းလှမ်းခေါ်လိုက်သည်ဦးချမ်းမြတတိဝင်လာပြီးအိမ်ပေါ်တက်သို့မတက်ချင်ဖြင့်တက်လာခဲ့သည်အော်ကိုချမ်းမြရောက်လာပြီလားကြွပါရှင်ထိုင်ကုန်ပေါ်ကိုကြွပါပိုလွန်သောမူရာဖြင့်ဒေါ်တင်မြကစက်တီထိုင်ကုန်တစ်ခုကိုလက်ညှိုးညွှန်ပြလိုက်သည်ဦးချမ်းမြကစပွဲပေါ်သို့လှမ်းကြည့်မိသည်စပွဲပေါ်တွင်ရမကာပလင်းများဖန်ကွက်နှင့်အမီးများကနေရာယူထားကြသည်ဦးချမ်းမြမဝမရဲဖြင့်ထိုင်ကုန်ပေါ်သို့ဝင်ထိုင်လိုက်မိသည်လာမမလားလို့ကိုချမ်းမြရဲ့လောက်ဆန်းပါဗျာပျော်ပျော်ပါပေါ့ရေခဲထက်ထားသောဖန်ကွက်တဲသို့အရဲလောင်းထည့်ပြီးအတင်းကမ်းပေးလိုက်သည်ဦးချမ်းမြကတငုံမြမြည်စမ်းပြီးအသာချထားသည်အမီးလည်းသုံးဆောင်ပါအောင်ရှင်ကိုအချင်းချင်းတွေပဲအာမနာပါနဲ့ချိုသာသောအတန်ဖြင့်ပြောလိုက်တော့ဒေါ်တင်မြမျက်နာကိုငေးကြည့်မိသည်စိတ်ထဲမှာလည်းတက်လေတက်နိုင်ရန်ကောဘလောင်းမလဲနိုင်ပါပြီဒေါ်တင်မြရဲ့ဟုရေရွတ်နေမိသည်ပိုက်လက်သား၃ယောက်ကိုပြောခဲ့တဲ့စကားတန်တို့ကိုလည်းပြန်လည်၍ကြားရောက်နေမိသည်ဘဝအလျောက်လွတ်လပ်စွာတရင်တနီပြောဆိုရသောပိုက်တမားတို့၏ထတ်တော်ထဲမှတဘာဝကျသောယမကာဝိုင်းကိုတတိယမိသည်တောအရက်နှင့်ပဲကြီးလော်တုပ်ဖြင့်ဆိုပြေလာသောဟန်ဆောင်မှုကင်းမဲ့သောဝိုင်းကိုနှိမ့်ဆိုင်မိသည်ယခုရောက်ရှိနေသောယမကာဝိုင်းသည်တန်မိုးကြီးတော်လဲအနှစ်သာရကင်းမဲ့နေသည်ဦးသူတော်မှဲပေးသမျှအရက်ကိုအာနာစွာဖြင့်တောက်နေရတော့လေဦးချမ်းမြမပြောပါချေမမူးနိုင်ပါချေနေ့လေကဒေါ်တင်မြပြောသွားခဲ့တော့
တလေတဲ့စီတခီးတဲ့သောဟူသောစကားရက်ကိုသာစမ်းစစ်နေမိသည်လုပ်ငန်းဟူသောတလေတဲ့တွင်အတူတူစီးနေကြတော့တယ်အမျက်အစွန်းများများဖြင့်ကြီးပွားချမ်းသာရေးဟူသောဝိသမလောဘခရီးစဉ်တွင်ကအတူမသွားနိုင်ကြပေဦးချမ်းမြကဥသူတော်တို့ဇနီးမောင်နှံကိုတေချာစိုက်ကြည့်မိသည်ကြည်ရင်လည်းယုံမုန်းလာမိတော့သည်ဦးချမ်းမြမြင်ရောက်နေသည်ကညှိုးငယ်စွာထမင်းစားနေသောတနာသပွေပိုက်လက်သား၃ယောက်ဤမျက်နှာစိတ်ထဲတွင်လည်းဆုံးဖြတ်ချက်တစ်ခုကိုပြတ်သားစွာချလိုက်မိလေတော့သည်ဥသူတော်တို့ဇနီးမောင်နှံသာဦးချမ်းမြဤရင်ထဲကိုဝင်ရောက်ကြည့်ပါကဦးချမ်းမြကိုဒေါသဖြစ်နိုင်လောက်ပေသည်မိတို့ဖြစ်စေကမူအဖိနှိတ်ခံပိုက်လက်သားများကိုစာနာတတ်သောဦးချမ်းမြသည်လာမည့်နှစ်တွင်ဥသူတော်၏ပိုက်မှထာဝရအနားယူပြီးမိမိဇာတိရိုက်ပါစင်ကူးသို့ပြန်ရန်စိတ်တုံးတုံးချလိုက်ပြီးဖြစ်ပေတော့တည်းငွေတာရီမဂဇင်းအမှတ်460နှစ်ဇန်နဝါရီလ1996ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာဝင်းနွယ်တက်တော်ရေးသားတော့ငဒန်းတွေတောင်ရီစီးမာလာလို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာညီကောင်မောင်နှမများအားလုံးကိုကျေးဇူးထူးပင်တင်ရှိပါတယ်ခင်ဗျာ